Okay ကျွန်မဒီနေ့ခေါင်းစဉ်မှာပေးလာတယ်ဆိုတော့ be filled with the Holy Spirit ပေါ့နော်တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်စုံကြလောဆိုတော့အဖက်အခန်းကြီး9အခန်းငယ်18ထဲမှာရှိတဲ့ဟာနဲ့သူတကွခွန်အားယူကြရအောင် Okay အဖက်ဩဝါဒစာအခန်းကြီး9အခန်းငယ်18သူတကွဖတ်ကြရအောင်ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော Okay ဒီနေရာမှာဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိတဲ့ဟာကိုကျွန်မ highlight လုပ်ချင်ပါတယ်ကျွန်မတို့အသက်တာမှာပေါ့နော်လူကဗါလဲတကယ်အသွေးသားနဲ့ရှိတယ်ဆိုတော့နော်ဒီအသွေးသားရဲ့ဆန္ဒကိုညှင်းဆန်ဖို့တအားခက်တယ်အဲကြောင့်ဒီအဖက်ဩဝါဒစာခန်းကြီး9မှာဆိုရင်ရှင်ပေါလုကသူကကောင်းကောင်းလူတွေဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကိုပြောတယ်ပြီးတော့ဒီနေရာမှာဆိုရင်ဒီအရာတွေနဲ့ကင်းစင်ဖို့အတွက်ဘယ်လိုအသက်ရှင်ရမလဲဆိုတော့ဝိညာဉ်တော်နဲ့ပြေဝလျက်နေဖို့လိုအပ်တယ်ဆိုတာကိုကျမတို့ကိုတဖန်သူကပြန်လဲပြောတာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်အကြောင်းပြောမယ်ဆိုရင်ကျမတို့ဓမ္မသစ်ကျမ်းမှာပိုပြီးမှပင်တေကုတ်တင်နေ့မှာပိုပြီးမှမြင်ရတယ်ပေါ့နော်ဒါပေမဲ့အစကတည်းကနေဒီဓမ္မဟောင်းကျမ်းကနေကြည့်မယ်ဆိုရင်တန်ရှင်သောဝိညာဉ်တော်ဖခင်ကသူတည်ရှိနေတာကိုတွေ့ရတယ်ကျမတို့ယုံကြည်တာကအဖဖခင်သခင်သားတော်သခင်ယေရှုနဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ဆိုမှကျမတို့ယုံကြည်တာဖြစ်တယ်ဖခင်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကလည်းဖန်ဆင်းခြင်းထဲမှာသူလည်းပါဝင်တယ်ပြီးတော့အဲ့ဒါပဲမဟုတ်ဘူးမင်းတွေပြီးတော့prophet တွေပြီးတော့ဘယင်တွေပြီးတော့တချို့လူတွေပေါ်မှာတန်ရှင်သောဝိညာဉ်တော်ဖခင်ကိန်းဝတ်တာကိုသိရတယ်သူတို့တန်ရှင်သောဝိညာဉ်တော်ဖခင်ကိန်းဝတ်တဲ့သူနဲ့မကိန်းဝတ်တဲ့သူကတအားကိုသူတို့ဘဝကကွာခြားတာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝတဲ့သူတွေကတဘာဝလွန်ပြီးမှသူတို့များစွာသောကြီးစွာသောအမှုတွေကိုသူတို့ဆောင်ရွက်တာကိုကျမတို့တွေ့ရတာဖြစ်တယ်အဲကြောင့်ဒီတန်ရှင်သောဝိညာဉ်တော်ဆိုတာကအစကတည်းကဖခင်ကဒီအစဥဖန်ဆင်းကတည်းကထိုတန်ရှင်သောဝိညာဉ်တော်ကရှိနေပြီးသားဆိုတာကိုပြန်လဲပြီးမှပြောချင်ပါတယ်ပေါ့နော်ပြီးတော့ဓမ္မသစ်ကျမ်းကိုလာတဲ့အခါကျဓမ္မသစ်ကျမ်းကိုကြည့်မယ်ဆိုရင်လဲတန်ရှင်သောသခင်ယေရှုကိုမယ်ရီရဲ့ဝမ်းထဲမှာတည်နေစေရတဲ့တန်ရှင်သောဝိညာဉ်တော်အဖြစ်ဖြစ်တယ်ပြီးတော့သခင်ယေရှုရဲ့အမှုတော်မြတ်ministry တွေမှာလဲတန်ရှင်သောဝိညာဉ်တော်ကအမြဲတမ်းအတူပါရှိတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲဘုရားသခင်ယေရှုရဲ့တပည့်တော်တွေရဲ့တက်တာမှာသူတို့ရဲ့တက်တာမှာပြီးတော့အဲ့ကျမ်းစာထဲမှာယုံကြည်သူတွေရဲ့အသက်တာမှာတန်ရှင်သောဝိညာဉ်တော်ကကိန်းဝတ်တဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲကြောင့်အခုဒီနေ့ဒီနေရာမှာရှိတဲ့ညီကိုမောင်တို့ရောက်ချင်းစီတိုင်းကိုလည်းဒို့တန်ရှင်သောဝိညာဉ်တော်ကိုရရှိပြီးမှတန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝသောအသက်တာဖြစ်ဖို့ဒီနေ့ကျွန်မဒီကျမ်းစာကိုယူလာတာဖြစ်ပါတယ်လို့ Okay သခင်ယေရှုကသူကောင်းကင်ကိုမပြန်သွားခင်မှာပေါ့နော်သူရဲ့တပည့်တော်တွေကိုအရေးကြီးတဲ့ဟာကိုမှာခဲ့တယ်ပေါ့နော်ကျွန်တော်တို့လည်းသိမယ်ပေါ့နော်ကိုမိဘတွေပဲဖြစ်ကျွန်မအဖေဆိုကျွန်မငငယ်တုန်းကသူကကုံတယ်ဆိုတော့ခရီးမသွားခင်မှာအမြဲတမ်းမာတာနှစ်ခုရှိတယ်တစ်ခုကပါလဲဆိုတော့အမေစကားကိုနားထောင်တော့တဲ့အဖေကလည်းသူ့သားသမီးတွေတိတ်မလိမ်မာတာသိရနေမှာပေါ့နော်အမေစကားကိုနားထောင်ပါပြီးတော့တစ်ခုကပါပြောလဲဆိုတော့ဘာလဲမိသွားအမေစကားကိုနားထောင်ပါပြီးတော့စာကြိုးစားပါဆိုမှအဲ့နှစ်ခုကိုအမြဲတမ်းမာတယ်ဒီနေ့ဒီမှာလဲပေါ့နော်တန်ရှင်သခင်ယေရှုကသူ့ရဲ့တပည့်တော်တွေကိုတအားရေးကြည့်တာမာဆရာတွေအများကြီးရှိပေမဲ့တစ်ခုမာခဲ့တာဘာရှိလဲဆိုတော့သူသခင်ယေရှုကကောင်းကင်ဘုံပြန်သွားမယ်ဒါပေမဲ့မပြန်တင်တို့ကိုပေါ့နော်မိဘမဲ့ကဲတော့မထားခဲ့ဘူးတင်တို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုဖခင်သခင်စီမှာတောင်းပေးမယ်ဆေလို့မယ်ဆိုမှသူ့ရဲ့တပည့်တော်တွေကိုပြောထားတယ်အဲ့ဒီဖခင်သခင်ယေရှုရဲ့ပြောကြားချက်ကဘယ်နေရာမှာတည်လာလဲဆိုတော့ပင်တေကုတ်တိန်နေ့မှာတပည့်တော်တွေနဲ့တချို့ယုံကြည်သူတွေကသူတို့တန်ရှင်တော်ဝိညာဉ်တော်ကိုစောင်းတယ်အဲ့မှာပင်တေကုတ်တိန်နေ့မှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကတကယ်ဆင်းကြွလာတာဖြစ်တယ်သခင်အဲ့တန်ရှင်တော်ဝိညာဉ်တော်ဆင်းကြွတဲ့အခါမှာပုံမှန်လိုပဲလူတွေကလည်းပုံမှန်လိုပဲအဲ့လိုမျိုးနေတာမဟုတ်ဘဲနဲ့တကယ်ထူးခြားတဲ့အရာကိုကျမတို့တွေ့ရတယ်
မှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပုံသဏ္ဍာန်ကဘယ်လိုတွေ့ရလဲဆိုတော့လေအားဖြင့်တော်လကောင်းမီးအားဖြင့်ရေအားဖြင့်နဲ့ဂျိုးငဲ့ပေါ့နော်အထူးသဖြင့်သခင်ယေရှုသူရေဘတ်တိဇံခံတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကဂျိုးငဲ့ကဲ့သို့သခင်ယေရှုရဲ့ပခုံးမှာလာနားတာကိုတွေ့ရတယ်အဲ့ဒီပင်တေကုတ်တင်နေ့မှာလည်းတန်ရှင်တော်ဝိညာဉ်တော်ကဘယ်လိုလာလဲဆိုတော့အရှင်ဟုန်ပြင်းတဲ့လေနဲ့ပြီးတော့မီးကဲ့သို့မီးပုံနဲ့ရှာလို့ဘောနော်အဲ့မှာသူတို့ပေါ်မှာကြားရတဲ့ခါမှာအဲ့မှာရှိတဲ့လူအားလုံးကသူတို့အမျိုးမျိုးသောဘာသာစကားနဲ့စကားပြောတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုသူတို့တန်ရှင်တော်ဝိညာဉ်တော်နဲ့သူတို့ပြေဝလက်နေကြတယ်အဲ့ဒီနေ့မှာပင်လဲလုံးဝကိုဘယ်သူမှမထင်ထားတယ်ပေါ့နော်ယေရှုရဲ့တပည့်တော်ပီတာက तू ကအယံကိုပါလဲကြောက်လန့်လွယ်တဲ့သူဟုတ်တယ်နော်ကျမတို့လိုပဲအစင်ပြင်းပြောလိုက်အဲ့လိုမျိုး तू လည်းတအားကိုဘယ်လိုပြောမလဲအကြောက်လန့်လွယ်တဲ့သူဒါပေမဲ့အဲ့ဒီသခင်ယေရှုတပည့်တော်ပီတာကတန်ရှင်သောဝိညာဉ်တော်နဲ့ပြည်လာတဲ့ခါမှာ तू ကဘုရားကသူ့ကိုဗာလဲတတိတွေပေးပြီးမှပေါ့နော် तू ကကယ်တင်ခြင်းတရားကိုဟောလာတယ်အဲ့ဒီနေ့မှာလူ3000ကအကယ်တင်ချင်းရတယ်ဆိုတာကျမတို့တွေ့ရတယ်အဲကြောင့်တန်ရှင်သောဝိညာဉ်တော်ရတဲ့ချိန်နဲ့မရတဲ့ချိန်ကတအားကိုကွာခြားတာဖြစ်တယ်ပေါ့နော်လူကလုံးဝကိုပြောင်းလဲတာဖြစ်တယ်အမှအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကအခုအချိန်ထိကျမတို့နဲ့လည်းအတူပါရှိနေတဲ့ထာဝရတန်ရှင်သောဝိညာဉ်တော်ဖျားဖြစ်တယ်ဟာလေလုယာထိုတန်ရှင်သောဝိညာဉ်တော်ဖျားကိုအားလုံးလက်ခုပ်တီးပြီးမှဂုဏ်ပြုကြရအောင်အာမင်ကျမစကားပြောရင်းနဲ့PowerPoint တောင် move ဟွာလို့ဖို့မေ့နေတယ်နော်ကျမအရင်ဆုံးပြောတာကတန်ရှင်သောဝိညာဉ်တော်ကဘယ်သူလဲပေါ့နော်ရှင်ယောဟန်ခန်းကြီး14အခန်းငယ်15ကနေ18အားလုံးအတူတူဖတ်ကြရအောင်1 2 3ငါကိုချစ်လင်ငါပြည့်ညတ်တို့ကိုဆောင်ရှောက်ကြလောငါသည်ခမဲတော်ကိုတောင်း၍ခမဲတော်သည်တမန်တရားကိုပြသောဝိညာဉ်တော်သည်ဟုသောတပါသောအပြစ်ဆရာတင်တို့နှင့်အတူအစင်မပြတ်တည်နေစေခြင်းငါတင်တို့အားပေးတော်မူမည်ထိုဝိညာဉ်တော်ကိုလောကီသားတို့သည်မမြင်သဖြင့်မခံမယူနိုင်ကြထိုဝိညာဉ်တော်သည်တင်တို့နှင့်အတူတည်နေ၍တင်တို့၌ရှိတော်မူသောကြောင့်တင်တို့သိရကြ၏ငါသည်တင်တို့ကိုမိဘမဲ့ဖြစ်စေခြင်းကဆွန့်ပစ်မည်မဟုတ်တင်တို့စီတို့လာအောင်မည်အာမင်ထိုတန်ရှင်သောဝိညာဉ်တော်ဖခင်ကကျမတို့နဲ့လည်းအခုထိရှိနေတာဖြစ်တယ်ဖခင်သခင်ယေရှုသူကောင်းကင်ကိုပြန်သွားပြီးမှသူ့ရဲ့ယုံကြည်သူတွေကိုဒီလိုမျိုးဆွန့်ပစ်တဲ့အဲ့လိုမျိုးလားထားခဲ့တာမဟုတ်ဘူးเนาะဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ကိုကျမတို့နဲ့အတူထားခဲ့တာခုချိန်ထိကျမတို့နဲ့အတူရှိနေတဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ဖြစ်တယ်အာမင်အာမင်ဒုတိယချက်အနေနဲ့ the work okay ဒုတိယချက်အနေနဲ့ the work of the Holy Spirit ပေါ့နော်ဖခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့အလုပ်လုပ်တဲ့ဟာကိုကျမတို့ဆွေးနွေးကြရအောင်ယောဟန်အခန်းကြီး14အခန်းငယ်26မှာဆိုရင်ခမဲတော်သည်ငါအတွက်ကြောင့်ဆေလွတ်တော်မူသောအိုပစ္စည်းဆရာသည်ဟုသောတန်ရှင်သောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမမိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်ဒီနေရာမှာတန်ရှင်သောဝိညာဉ်တော်ရဲ့အလုံးလုံးချင်းကိုကြည့်မယ်ဆိုရင်များစွာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်မနှစ်ခု highlight ခြင်းနဲ့တစ်ခုကဘာလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဘုရားကကျမတို့ကိုသွန်သင်မယ်လမ်းပြမယ်ပြီးတော့ဘုရားရဲ့စကားတော်ကိုမမိဖို့သူကအမြဲတမ်းအားပေးမယ်ဆိုတဲ့ဟာကိုပြောချင်တယ်ပေါ့နော်တန်ရှင်သောဝိညာဉ်တော်ကကျမတို့နဲ့ရှိတော့ကျမတို့ကိုအမြဲတမ်းစကားပြောနေတာဖြစ်တယ်အဲဒါကြောင့်ကျမတို့အနေနဲ့လဲသူ့ရဲ့စကားကိုကြားနိုင်ဖို့ sensitive ဖြစ်ရမှာပေါ့နော်အချိန်လည်းပေးဖို့လိုတယ်ပြီးတော့ဘုရားရဲ့အတန်ကဘယ်လိုလာမလဲဥပမာဘုရားကကျွန်တော်အခုချိန်မှာပြောချင်လဲဆိုတော့နားထောင်တတ်ဖို့လည်းလိုတယ်ပေါ့နော်ဒီနေရာမှာဘုရားရဲ့စကားတော်တွေကိုမမိတော့ညာကိုတင်တို့အားပေးတော်မူမည်ဒီဟာကိုကျွန်မဖတ်တဲ့ချိန်မှာဘယ်လိုပြန်မမိလာလဲဆိုတော့ဘုရားတန်ရှင်သောဝိညာဉ်တော်ဘုရားရှိတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားကကျွန်မတို့ကိုလှုပ်ဆောင်ပေးမဲ့ရာကဘုရားရဲ့စကားတော်တွေကိုပြန်ပြီးမှမမိစေမယ်ဒါမဲ့ကျမတို့ယုံကြည်သူတွေအနေနဲ့ရောဘုရားရဲ့တမန်ကျမ်းစာကကျမတို့ထဲမှာရှိလားဘုရားကတော့တန်ရှင်သောဝိညာဉ်တော်ဘုရားကတော့ပြန်ပြီးမှမမိစေခြင်းနဲ့ remind ပေးခြင်းနဲ့ဒါမဲ့နှုတ်ကပတ်တော်တစ်ခုမှကျမတို့ကနှလုံးသားထဲမှာမတူလောင်ထားဘူးဆိုရင်ဘောနော်နည်းနည်းကိုညီဖို့နည်းနည်းခက်မလားပေါ့ကျမစဉ်းစားမိတာပါအဲဒါကြောင့်ယုံကြည်သူတွေနဲ့လည်းပေါ့နော်ဘုရားခင်ရဲ့တမန်ကျမ်းစာ
ဖခင်ရဲ့ကြံဖခင်ရဲ့စကားပြောခြင်းတွေကိုတေချာနှလုံးသားမှာတူထားရဆိုဥပမာလူကတော့ဘလောက်ပဲညံကောင်းကောင်းမေ့တာပဲလေနော်ဒါပေမဲ့အချိန်ကြီးကြုံတဲ့ခါကျရင်အဲ့ဒီကျမ်းစာပိုက်အဖြစ်အိုးတန်ရှင်တော်ဝင်တော်ဖခင်အဲ့ဒီကျမ်းစာပိုက်အဲ့လိုမျိုးဗာလဲကျမတို့ကိုပြန်ပြီးမှမမိစေမှာဖြစ်တယ်ဥပမာကျမအနေနဲ့ဆိုလူဆိုတော့တခါကြီးကြံဗာလဲစိတ်ပူတာပေါ့တခုခုဖြစ်တယ်အဲ့လိုမျိုးဆိုအဲ့ကျန်းစာမတဲထဲမှာပြောထားသလိုမနဲ့ပြန်တက်မစိုးရိမ်နဲ့ဆိုတော့လို့ပဲအဲ့လိုဥပမာအဖြစ်ပြောပြရပါတော့အဲ့လိုဘုရားခင်ကသူ့ရဲ့နှုတ်ကပတ်တော်အဖြစ်ကျမတို့ကိုပြန်ပြီးမှ remind ပေးနေတာကကျမတို့ရဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားလှုပ်ဆောင်တဲ့ဟာဖြစ်တယ်အာမင်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ယောမအခန်းကြီးယောမဩဝါဒစာအခန်းကြီး8အငယ်16မှာဘာပြောလဲဆိုတော့ထိုမှတပါငါတို့မတတ်နိုင်သောအရာမှာဝိညာဉ်တော်သည်မှဆတော်မူ၏ငါတို့သည်ဆုတောင်းတဲ့ဒီတိုင်းအဘယ်ဆုကိုတောင်းရမည်ဟုမသိကြတို့ရတွင်ငါတို့ဆုတောင်းခြင်းအမှုကိုနှုံမမြွတ်နိုင်သောညီတော်ခြင်းအပြင်ဝိညာဉ်တော်သည်ဆောင်မတော်မူ၏တဲ့ဒီနေရာမှာကျမတို့အသက်တန်ရှင်တော်ဝိညာဉ်တော်ဘလောက်တောင်းလို့ဆောင်ပေးတယ်ဗောနော်လူကကျမတို့တခါကျရင်ဘယ်လိုဆုတောင်းရမလဲဆိုတာတောင်းမသိဘူးတချို့စန်တာပြောရဲဆိုရင်ဘာလဲဖျားတော့အလိုကြီးဂယုမဆိုင်သူဖြစ်တယ်မနော်ဒါပေမဲ့တကယ်ဒုက္ခဆင်းရဲကြုံလာရဆိုရင်ဖျားရှိမှဒုထောက်ပြီးမှဘာအတွက်ဆုတောင်းရမလဲဘယ်လိုလဲလုံးဝစကားနဲ့တောင်းမှပြောမထွက်နိုင်အောင်တကယ်ဘာလဲဆင်းရဲခြင်းပင်ပန်းခြင်းလေးလံခြင်းတွေခံစားတဲ့ချိန်တွေရှိရပါတော့အဲ့ဒီချိန်မှာပဲဖြစ်ပြီးတော့ကျမတို့အမျိုးတော့ဘာသာစကားပြောနေတဲ့အချိန်မှာပဲဖြစ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကကျမတို့အတွက်ဘုရားခင်စီမှာဘာသာပြန်ပေးတာဖြစ်တယ်။အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘုရားကကျမတို့ကိုစားသူကဘယ်လိုဆုတောင်းရမလဲကစသူကအမြဲတမ်းကျမတို့ကိုဘုရားနဲ့ကျမတို့ရဲ့ကြားမှာကြားခံအနေနဲ့သူကလို့ translator ပေါ့နော်ကျမတို့ဆုတောင်းတန်တွေကိုဘုရားကနားညောင်းဖို့အဲ့လိုမျိုးသူကကြားခံနေနဲ့ကျမတို့တို့လှုပ်ဆောင်ပေးနေတာဖြစ်တယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကဘလောက်ချစ်စရာကောင်းလဲကျမတို့ကိုအမြဲတမ်းဖခင်ရဲ့စကားတွေကိုလည်း remind ပေးတယ်လို့အဲ့ဒါပဲမဟုတ်ဘူးဆူတောင်းတဲ့ခါမှာဖခင်စီမှာအကောင်းဆုံးဖြစ်အောင်သူကကြားခံနေနဲ့ကျမတို့အတွက်ရှိနေပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ဖြစ်တယ်အာမင်အများကြီးမကြံတော့ဘူးနော်အဲ့မငိုက်ကြပါနဲ့အောင်လို့ Okay, number 3အနေနဲ့ဘာပြောမလဲဆို the necessity of the Holy Spirit ပေါ့နော်။ဘာလို့တန်ရှင်တော်ဝိညာဉ်တော်ဖျားကကျမတို့လိုအပ်တယ်လဲပေါ့နော်။ Okay, ယောမဩဝါဒစာခန်းကြီး8အခန်းငယ်30နဲ့7ဒီကျမ်းပိုက်ကိုသူတော့ဖတ်ကြရအောင်နော်။ Okay, 1 2 3ခရစ်တော်သည်ငါထဲ၌ရှိတော်မူလျင်ကိုယ်ကာယယေရှုကိုတည်ခြင်းမှထမြောက်စေတော်မူသောဖခင်၏ဝိညာဉ်တော်သည်သင်တို့အထက်၌ကျင့်ဝတ်တော်မူလျင်ခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူသောဖခင်သင်တို့အထက်၌ကျင့်ဝတ်တော်မိမိဝိညာဉ်တော်အပြင်တည်တတ်သောသင်တို့၏ကိုယ်ကာယကိုပြင်ရှင်စေတော်မူမည်အာမင်အာမင်မလို့တန်ရှင်သောဝိညာဉ်တော်ဖခင်ကျမတို့လိုအပ်လဲဆိုတော့ကျမတို့ကအပြစ်ကြောင့်ပေါ့နော်တည်ရမှာဖြစ်တယ်အားလုံးသိပါတယ်နော်ကျမတို့အပြစ်ကြောင့်ကျမတို့တည်ရမယ်ဒါပေမဲ့ထိုတန်ရှင်သောဝိညာဉ်တော်ရဲ့ကပေးတဲ့ဖြောင့်မတ်ခြင်းအပြင်ကျမတို့ကအသက်ရှင်လည်းရှိတယ်အဲ့ဒါပဲမဟုတ်ဘူးသခင်ယေရှုကိုတည်ခြင်းကနေပြန်လဲထမြောက်စေတာကတန်ရှင်သောဝိညာဉ်တော်ဖခင်ဖြစ်တယ်အာမင်အဲ့ဒါကြောင့်ထိုဖခင်သခင်ယေရှုကိုတည်ခြင်းမှထမြောက်စေတယ်လို့ကျမတို့အထဲမှာရှိတဲ့ထိုတန်ရှင်သောဝိညာဉ်တော်အပြင်လဲကျမတို့တည်တတ်သောသင်တို့ဤကိုယ်ကာယကိုပင်ရှင်စေတော်မူမည်ပဲကျမတို့လည်းရှင်ပြန်ထမြောက်ရနေကြရင်ထိုတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်တဲ့ဒီခန္ဓာကပြန်ပြီးမှရှင်ပြန်ထမြောက်မှာကိုတွေ့ရတယ်ဒီရှင်ပြန်ထမြောက်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းကတခြားဘာသာတွေနဲ့အတူတူပါပဲเนาะဘယ်အရာကကျမတို့ရဲ့ယုံကြည်ခြင်းကိုတခြားတွေနဲ့မတူဘဲနဲ့ထူးကဲစေတာလဲဆိုတော့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်။အဲ့ဒီသခင်ယေရှုရှင်ပြန်ထမြောက်တာပဲမဟုတ်ဘဲနဲ့သူ့ကိုယုံကြည်တဲ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းလဲရှင်ပြန်ထမြောက်ရာနေ့မှာပြန်လဲထမြောက်မှာဖြစ်တယ်။ဟာလေလုယာ။ထိုတန်ရှင်သောဝိညာဉ်တော်အဖြစ်သာဖြစ်တယ်
အဲ့ဒါကြောင့်ကျမတို့အားလုံးကထိုတန်ရှင်သောဝိညာဉ်တော်ကိုလိုအပ်တယ်ဒီထားမြောက်ခြင်းကကျမတို့ဗာလဲရဲ့တခုအတီးတော့မျောလင့်ချက်ဖြစ်တယ်ဗောနော်ဘုရားသခင်နဲ့ထာဝရအသက်ရှင်ဖို့အဲ့ဒါကကျမတို့ရဲ့မျောလင့်ချက်ဖြစ်တယ်ပြီးတော့တန်ရှင်သောဝိညာဉ်တော်တအားလိုအပ်တယ်ဆိုတာဘယ်သူအဲ့ဒီဓမ္မသစ်ကျမ်းမှာပေါ့နော်ရှင်ပေါလုကလည်းသူတို့ယုံကြည်သူတွေကိုယုံကြည်သူတွေရှိတယ်သူတို့ကကယ်တင်ခြင်းတော့ရပြီဒါပေမဲ့သူအဲ့ဒီယုံကြည်သူတွေစမှာဗာမေးလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကိုလက်ခံပြီးပြီလားဆိုတာကိုမေးတာဖြစ်တယ်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေလည်းပေါ့နော်တခါကျရင်ကျမတို့ကကယ်တင်ခြင်းရတယ်ဒါပေမဲ့အဲ့တန်ရှင်သောဝိညာဉ်တော်ကိုရောလက်ခံပြီးပြီလားအဲ့ဒါကိုဒီနေ့တယောက်ချင်းစီတိုင်းကိုမေးချင်ပါတယ်နော်အမှအဲ့ပေါကလည်းအဲ့ဒီတမန်တော်အခန်းကြီး19အခန်းငယ်1ကနေခွန်မှာယုံကြည်သူတွေတန်ရှင်သောဝိညာဉ်တော်မရသေးတဲ့သူတွေသူကအမေးတယ်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝပြီလားဆိုတော့မေးတော့သူတို့အော်ကျွန်တော်တို့အဲ့ဒီအကြောင်းလုံးဝမသိဘူးအဲ့လိုပြောတော့ပေါကလည်းသူတို့တဆူတောင်းပေးပြီးမှအဲ့ဒီမှာအဲ့ယုံကြည်သူတွေပေါ်မှာတန်ရှင်သောဝိညာဉ်တော်ကြားပြီးမှသူတို့လည်းအမျိုးမျိုးသောဘာသာစကားနဲ့တန်ရှင်သောဝိညာဉ်တော်ပြေဝတဲ့ဟာကိုလက္ခဏာတွေ့ရတယ်အဲ့ဒါကြောင့်ယုံကြည်သူတိုင်းအတွက်ယုံကြည်သူအားလုံးကျမတို့ထိုတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝဖို့လိုအပ်ပါတယ်လို့အဲ့ဒါကြောင့်သခင်ယေရှုကလည်းပေါ့နော်သူ့ရဲ့တပည့်တော်တွေစီမှာဘာမှာခဲ့တယ်လဲဆိုတော့ကျမပြောခဲ့ပြီးသလိုပဲနော်တန်ရှင်သောဝိညာဉ်တော်ကိုစောင့်ကြလို့ဆိုပြီးမှမှာတယ်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝတဲ့ခါကျရင်ဘာဖြစ်မလဲဆိုတာကိုတမန်တော်ဝတ္ထုအခန်းကြီး1အခန်းငယ်10မှာပေါ့နော်အမှာဘာပြောလဲဆိုတော့ထို့သို့မရှိတော့လဲသင်တို့အပေါ်သို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါဤတည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏တန်ရှင်သောဝိညာဉ်တော်ဆင်းသက်ပြီးမှအဲ့ဒီသူတို့အပေါ်မှာဆင်းသက်တဲ့အခါမှာသူတို့ကတကိုးကိုရရှိပြီးမှမြေကြီးစွန်းတိုင်အောင်ဘုရားသခင်ရဲ့တည်ဖြစ်မယ်ဆိုတာတွေ့ရတယ်အဲ့ဒါကြောင့်တန်ရှင်သောအဲ့ဒါကြောင့်သခင်ယေရှုကလည်းသူ့ရဲ့တပည့်တော်တွေဆီမှာအတန်မာတယ်ပေါ့နော်တန်ရှင်သောဝိညာဉ်တော်ကိုစောင့်ကြပါစောင့်ပြီးမှအဲ့မှာတန်ရှင်သောဝိညာဉ်တော်ဆရာရတဲ့တကိုးနဲ့အဲ့ဒီဟာအဖြစ်တင်တို့ဟာမြေကြီးစွန်းတိုင်အောင်ငါရဲ့တည်ဖြစ်မယ်ဆိုတာကိုဖျက်သခင်ယေရှုကသူ့တပည့်တော်တွေဆီမှာပြောတဲ့ဟာဖြစ်တယ်အဲ့ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကယုံကြည်သူတိုင်းအတွက်အရန်လိုအပ်ပါတယ်လို့နောက်ဆုံးချက်ရောက်ပါပြီโอเคဒီမှာပါလဲဆိုတော့ဒါဆိုရင်တန်ရှင်သောဝိညာဉ်တော်ဖျားနဲ့ဘယ်လိုပြေဝမှာလဲပေါ့နော်အဲ့မှာကျမအစားတုန်းကတော့ဘသူကတန်ရှင်သောဝိညာဉ်တော်ဆိုတာဘသူလဲပါလဲပေါ့နော်ပြီးတော့ဒုတိယအနေနဲ့တန်ရှင်သောဝိညာဉ်တော်လှုပ်ဆောင်ပေးတဲ့ဟာတွေကပါရလဲတတိယအနေနဲ့တန်ရှင်သောဝိညာဉ်တော်ဘာလို့ကျမတို့ကလိုအပ်တယ်လဲဆိုတာပြောတယ်နောက်ဆုံးအနေနဲ့ဒါဆိုရင်ကျွန်တော်လည်းစိတ်ဝင်စားလာပြီကျမလည်းစိတ်ဝင်စားဒါဆိုကျမဘယ်လိုတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝမလဲဆိုတာကိုနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်လို့ဒီတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝခြင်းကဒီရှင်ပေါလုလည်းပေါ့နော်သူလည်းဘသူမှပေါ့နော်ငွေကတဲ့တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝပြီးမှတကယ်ပါဝါတွေရပြီးမှထူးကဲလာတဲ့သူမဟုတ်ဘူးနော်ဒီမှာရှင်ပေါလုရဲ့အတ္တမှာလည်းကြည့်ရဆိုရင်သူလည်းဘုရားသခင်ကိုကယ်တင်ပိုင်ရှင်ဖြင့်လက်ခံပြီးမှသူအနနီယစ်ဘုရားရဲ့အသုံးတော်ခံအနနီယစ်ကသူ့ဆူတောင်းပေးမှအဲ့ဒီဆူတမန်တော်ဝတ္ထုခန်းကြီးကိုငယ်19မှာပြောတယ်လို့သူလည်းအနနီယစ်ရဲ့ဆူတောင်းပေးခြင်းအဖြစ်ရှင်ပေါလုလည်းသူကတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝလာတယ်ပြီးတော့ခုနပြောတယ်လို့ပေါကလည်းယုံကြည်သူတွေတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဖို့ဆူတောင်းပေးတယ်ပြီးတော့တမန်တော်ဝတ္ထုခန်းကြီး8အခန်းငယ်15နဲ့19မှာလည်းပေါ့နော်ပီတာနဲ့ဂျွန်ကလည်းပီတာနဲ့ယောဟန်ကလည်းအဲ့ဒီစမာရိယမှာရှိတဲ့ယုံကြည်သူတွေကိုဆူတောင်းပေးတယ်ပြီးတော့သူတို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝလာတယ်အဲ့ဒါဆိုဒီမှာရှိတဲ့ယုံကြည်သူတွေအားလုံးတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝမယ်လို့ယုံကြည်တယ်မလက်ခံသေးဘူးမတိသေးဘူးအဲ့လိုမျိုးဆိုရင်လည်းတင်းအတွက်ဒီညဟာတကယ်အခွင့်ထူးညဖြစ်တယ်အာမင်တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကယုံကြည်သူတွေအားလုံးအတွက်အယံလိုအပ်တဲ့ဟာဖြစ်တယ်အဲ့ဒါကြောင့်ခုနပြောတယ်တန်ရှင်သောဝိညာဉ်တော်ဘယ်သူလဲဆိုတာပြောပြီးသွားပြီအဲ့ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ဘယ်လောက်ကျမတို့လိုအပ်တယ်လဲတန်ရှင်သောဝိညာဉ်တော်မရှိတဲ့အတ္တတာကဘယ်လောက်ဟောင်း
ဟောင်းလောင်းလိုက်မလဲဘောနော်အဲ့ဒါကြောင့်ဘုရားခင်ကကျမတို့ကိုဖြစ်စေချင်တာကတန်ရှင်းသောဝိညာဉ်တော်နဲ့ပြေဝပြီးမှတကိုးတွေရပြီးမှသူ့အတွက်တက်တည်ရဖြစ်ဖို့လိုချင်တာဖြစ်တယ်အဲ့ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်နဲ့ပြေဝဖို့ကကျမတို့သူ့ကိုဘယ်သူလဲဆိုတာသိမယ်ပြီးတော့ဘာလို့လိုအပ်တာလဲတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်မဘာလို့လိုအပ်တာလဲအဲ့ဒါဒီမှနောက်ဆုံးအနေနဲ့ဗာပြောချင်လဲဆိုအဲ့တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်မလိုအပ်ပါတယ်အဲ့တန်ရှင်းသောဝိညာဉ်မပါဘဲနဲ့ဒီယုံကြည်သူအတ္တတာကဘာဝမရှိသလိုခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ကိုလက်ခံဖို့ကျွန်မတိုက်တွန်းချင်တယ်အဲ့မှာတန်ရှင်းသောဝိညာဉ်တော်ကိန်းဝတ်ဖို့ဆိုတာကနာမည်ကစားတန်ရှင်းသောဝိညာဉ်တော်ဆိုတော့ကျမတို့ရဲ့အတ္တတာထဲမှာလည်းတန်ရှင်းဖို့တော့လိုတယ်ပေါ့နော်ကိုယ့်အိမ်မှာကိုကအတန်းကြိုက်တယ်ဒါပေမဲ့ကိုအခန်းကိုပဲဖြစ်လုံးဝညစ်ပတ်နဲ့အဲ့လိုမျိုးထားတယ်ဆိုရင်အဲ့ဒါကသင်အတန်းကြိုက်တယ်ဆိုတာကိုတော့စဉ်းစားရမယ်အဲအကြောင်းဒီမှာဘုရားသခင်တန်ရှင်းသောဝိညာဉ်တော်ဘုရားကျင်းဝတ်ဖို့ဆိုတာကကျမတို့ရဲ့စိတ်ခန္ဓာအားလုံးကတန်ရှင်းနေဖို့တော့လိုတယ်အာမင်ဘာလို့လဲဆိုတော့ကျမ်းစာထဲမှာလည်းပြောတယ်ပေါ့နော်ကျမတို့ကတန်ရှင်းသောဝိညာဉ်တော်ကျင်းဝတ်တဲ့ temple ဘာလို့ဘုရားကျောင်းပြောမလားအဲ့ဒါဆိုတော့ကျမတို့တန်ရှင်းဖို့လိုတယ်အဲ့ဒီတန်ရှင်းသောသူတွေကဘုရားကြိုက်တဲ့တန်ရှင်းခြင်းအရာတွေနဲ့ပဲသူတို့ဆက်ဆံခြင်းမှာဖြစ်တယ်ဒီကျမယူဆောင်လာတဲ့အကျမ်းပိုက်ကိုပြန်ကြည့်မယ်ဆိုမို့နော်လွန်ကျူးစေတတ်သောစပည့်ရည်နဲ့ရစ်မှုချင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလက်ရှိကြတော့တယ်လူတွေကရစ်မှုလာတယ်တခြားဟာတွေနဲ့ရစ်မှုလာတယ်ဆိုရင်သူတို့ဘလို့ဖခင်ကသူတို့အတွက်သူတို့ကဖခင်ကိုတောင်မှသူလဲဆိုမသိတော့ဘူးနော်ကိုကရစ်မှုလာတယ်ဆိုဘာမှစိတ်ထဲမှာတခြားဘာမှမရှိတော့အဲဆိုတော့အဲ့ဒီအရာတွေမဟုတ်ဘဲနဲ့လူတွေရဲ့ဒီအသွေးသားကြိုက်တဲ့ဟာမဟုတ်ဘဲနဲ့တကယ်တန်ရှင်းသောဝိညာဉ်တော်ဖခင်နဲ့ပြည့်စုံလျက်နေဖို့သူနဲ့ပြေဝတဲ့နေရာမှာပဲဖခင်ကလည်းပျော်ရွှင်တာဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ဖခင်ကလည်းပျော်ရွှင်တာဖြစ်တယ်အာမင်ယုံကြည်သူဘုရားသခင်ကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတယ်ဒါပေမဲ့ဒီအသွေးသားကြိုက်တဲ့ဟာကရှိနေသေးရလေနော်အဲ့ဒီအရာကိုဘယ်လိုကြော်ဖြတ်မလဲကျမကိုယ်တိုင်ကလည်းနော်ယုံကြည်သူဖြစ်တယ်ဒါပေမဲ့တခါကျရင်အဲ့ဒီသွေးသားကြိုက်တဲ့ဟာအထူးသဖြင့် main ကလေးတွေဆိုအတင်းပြောခြင်းခွင့်မလွတ်နိုင်ခြင်းအဲ့လိုမျိုးကစားပါတော့အဲ့ဒီအသွေးသားကြိုက်တဲ့ဟာတွေကိုကျမတို့ကဘယ်လိုမျိုးဖယ်ရှားနိုင်မလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်မှာပဲအဲ့ဒီဟာတွေကသူ့လိုနဲ့ပြပြိုကျလာမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဘုရားခင်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံတယ်ဒါမဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့အကူအညီမပါဘဲနဲ့တော့ဘယ်သူမှကိုယ့်ရဲ့သွေးသားကြိုက်တဲ့ဆန္ဒတွေတော့ညှင်းဆန်လို့ရမှာမဟုတ်ဘူးဒီအဖက်ဩဝါဒစာခန်းကြီးငါခဏနေအိမ်ပြန်တဲ့ခါကျရင်ကြည့်ကြဖို့ဖတ်ကြဖို့တိုက်တွန်းခြင်းနဲ့အထဲမှာလည်းတော့လူတွေရဲ့ကြိုက်တဲ့ဟာတကယ်ပျော်ရွှင်စရာလူအသွေးသားကြိုက်တဲ့ဟာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေနဲ့ပဲဘုရားခင်ကကျမတို့ကိုဒီလောကမှာအသက်မရှင်စေခြင်းမူတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝလက်ဘုရားခင်စီရတန်ရှင်သောဝိညာဉ်စီရတကိုးနဲ့အသက်ရှင်လက်များစွာသောသူတွေကဘာဆုံးထိတိုင်အောင်ဘုရားရဲ့တက်တည်ရဖြစ်ဖို့ဒီနေ့ဘုရားခင်ကတင်တဲ့ကျွန်တော်ကိုမှာထားတာဖြစ်တယ်ဟာလေလုယာအဲကြောင့်အားလုံးဒီနေ့တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ရဲ့နှလုံးသားထဲမှာလက်ခံလက်နေရာယူခိုင်းလက်လိုအပ်တယ်ဆိုရင်ကျမတို့ရဲ့စိတ်ခန္ဓာကိုပြန်လဲဆင်ခြင်ပြီးမှဘုရားခင်စီမှာအပြစ်ဝန်ခံဆရာရှိရင်လည်းအပြစ်ဝန်ခံပြီးမှထိုတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်ဖို့အားလုံးဒီနေ့ဒီနေရာမှာဖိတ်ခေါ်ခြင်းတယ်သင်အစဉ်သင်ရှိတယ်ဆိုတော့သင်တကယ်လိုလားတယ်ဆိုတော့ထိုတန်ရှင်သောဝိညာဉ်တော်ကအမြဲတမ်းအချိန်မရွေးလာမှာဖြစ်တယ်ဒါမဲ့တခါကျရင်ကျမတို့ကသူ့ကိုခေါ်လိုက်ဒါမဲ့ကိုယ့်ရဲ့အသွေးသားကြိုက်တဲ့ဟာကိုတွားလုံးလိုက်အဲ့လိုဆိုတော့ဒီတန်ရှင်သောဝိညာဉ်တော်ကလုံးဝမပြောတော့ဘူးဟုတ်တယ်နော်ကိုတငယ်ချင်းနေနဲ့လဲဥပမာ3ယောက်ထိုင်တယ်ဒီ2ယောက်ပဲစကားပြောရဆိုရင်ကျမတို့ကိုလုံးဝစကားမပြောတော့ဘူးဆိုရင်တအားညင်းငိတ်ပြီးမှနော်လုံးဝမပြောတော့ဘူးအဲ့လိုပဲတန်ရှင်သောဝိညာဉ်တော်ခေါ်ထားတယ်ဒါမဲ့အဲ့ဒီတန်ရှင်သောဝိညာဉ်တော်နဲ့မိတ္တဟာရမဖွဲ့ဘူးစကားမပြောဘူးအချိန်မပေးဘူးအဲ့လိုဆိုတော့တန်ရှင်သောဝိညာဉ်တော်ကပြင်းနေမှာဖြစ်တယ်အဲဒါကြောင့်ဒီနေ့ဒီညမှာရှိတဲ့ညီကောင်မောင်နှမတွေလည်းကိုယ်အထက်မှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်နဲ့စကားရောပြောကြလားအချိန်ရောပေးကြလားမဟုတ်ရင်သူ့တယောက်ထဲပဲထ
ထားပြီးမှကျွန်တော်တို့လှုပ်ချင်တဲ့ဟာပေါ့ဖုန်းနဲ့ပဲဖြစ်ဖြစ်တခြားဟာကျွန်တော်တို့ကြိုက်တဲ့အသွေးသားကြိုက်တဲ့ဟာနဲ့ပဲဖြစ်ဖြစ်အချိန်ကုန်နေလားဆိုတာဒီနေ့ပြန်လဲစမ်းစစ်ချင်တယ်အဲကြောင့်တန်ရှင်တော်ဝိညာဉ်တော်နဲ့အားလုံးပြေဝပြီးမှဖခင်နှစ်သက်တဲ့အသက်တာကိုလိုက်လျှောက်ဖို့ဒီနေ့ဒီညမှာရှင်းကြီးကိုမောင်နှမအားလုံးကိုတိုက်တွန်းချင်ပါတယ်လို့worship team ကိုခေါ်ပြီးမှနေရာပေးပါ၏ဆိုတဲ့တခြင်းနဲ့ကျမတို့အားလုံးဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကိုအသက်တဖန်ပြန်လဲခေါ်ဖိတ်လက်သခင်ယေရှုကိုတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပြန်ပေးခြင်းနဲ့ဆိုရင်ဒီနေ့အားလုံးဒီချိန်မှာအခွင့်ကောင်းယူလက်ထိုးတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးအောင်အားလုံးမတည့်ရပြီးမှနေရာပေးပါ၏ဆိုတဲ့တခြင်းနဲ့ဖခင်ကိုချီးမွမ်းကြရအောင်